2026နောက်ဆုံးထွက် Post Magazine ရဲ့စာရင်းအရငွေဝင်ကျန်းဆုံးအားကစားသမား9ယောက်စာရင်းကိုပြောပြပေးပါမယ်။နောက်ဆုံးအဆင့်တကတော့ဒုတိယလူထက်ဒေါ်လာတန်130တောင်ပိုများပြီးအပြတ်တက်ပိုဆွဲနေတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါဦး။အဆင့်9နေရာကတော့ Japan Based Poster Show Hei Orani ပါ။သူဟာ American Major League ကတော့ကြာအတင်းနဲ့စံချိန်တင်စာချုပ်ထားပေမဲ့လစာကိုနောက်ပိုင်းမှာအကျွေးစနစ်နဲ့ယူမယ်ဆိုပြီးသဘောတူထားလို့ကွင်းတွင်းလစာက2တန်းခွဲပဲရှိပါတယ်။ဒါပေမဲ့သူ့ရဲ့နာမည်ကျော်ကြားမှုကြောင့်ကွင်းပြင်ပစပွန်ဆာဝင်ငွေတင်ဒေါ်လာ125တန်းထိရပြီးစုစုပေါင်း129တန်းကျော်နဲ့အဆင့်9မှာရှိနေတာပါ။အဆင့်4မှာတော့အသက်အရွယ်ကကိန်းဂဏန်းတစ်ခုပဲလို့တက်တည်ပြနေတဲ့ basketball ဝင် LeBron James ပါ။သူကတော့ကွင်းတွင်းလစာရောကွင်းပြင်ပ Nike စတဲ့စပွန်ဆာတွေစီကပါပေါင်းလိုက်ရင်တစ်နှစ်ကို139တန်းကျော်ရှာဖွေနေစေဖြစ်ပါတယ်။အဆင့်3ကတော့အားလုံးချစ်တဲ့ Lionel Messi ပါပဲ။ American ကလည်း Inter Miami မှာကစားနေတဲ့ Messi ကတော့ကွင်းတွင်းလစာတန်း80ကွင်းပြင်ပ Adidas စပွန်ဆာတွေစီကတန်း80စီနဲ့တစ်နှစ်ကိုတန်း140ထိဝင်ငွေရှိနေပါတယ်။အဆင့်2ကတော့ Boxing Champion Canelo Alvarez ပါ။သူကစပွန်ဆာတိတ်မီယူပေမဲ့ထိုးသမျှပွဲတိုင်းရဲ့ပွဲထိုးခြင်းနဲ့ PPV ကြည့်ရှုခွင့်တွေကြောင့်ကွင်းတွင်းဝင်ငွေတင်တန်း160ရပြီးစုစုပေါင်းတန်း190နဲ့ဒုတိယနေရာကိုသိမ်းပိုက်ထားပါတယ်။နောက်ဆုံးအဆင့်1နေရာကတော့အသက်40နှစ်အရွယ်ကုတ်ကြီးစီယော်နယ်တို့ပါပဲ။ Saudi ကလည်း NASA ကပေးတဲ့ကွင်းတွင်းလစာတင်တန်း130ကျော်ရှိပြီးစပွန်ဆာတွေပါပေါင်းရင်တစ်နှစ်ကိုဒေါ်လာတန်း300ထိရရှိနေတာဖြစ်ပါတယ်။ဒုတိယလူထက်တန်း130တောင်ဖြတ်ထားတာဖြစ်လို့တကယ့်ကိုအားကစားလုပ်ခဲ့တဲ့ငွေစက်ယုံကြည်ပါပဲ။ဒီထဲမှာတင်အကြိုက်ဆုံးအားကစားသမားကဘယ်သူလဲ။ကွန်မန့်မှာရေးခဲ့ပါဦး။ဒီလိုစိတ်ဝင်စားစရာအားကစားအကြောင်းအရာတွေထက်ကြည့်ချင်ရင်လည်း like နဲ့ follow လုပ်ထားပါဦးနော်။